စိမ်းရောင်ပါရာကပ်ကိုနေမကောင်းဖြစ်ရင်တောက်ကြတယ်ခေါင်းကိုက်ရင်လည်းတောက်တယ်ချားရင်လည်းတောက်ကြတယ်ဒါပေမဲ့ပါရာကပ်ကတကယ်ပဲဘာအတွက်ဆေးလဲသွားကိုက်ရင်ရောတောက်လို့ရလားခါနာရင်ရောတုတ်ကွေးဖြစ်ရင်ရောဘလောက်အထိစိတ်ချလက်ချတောက်လို့ရလဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဆိုပြီပါအခုဗီဒီယိုမှာတော့အစိမ်းရောင်ပါရာကပ်ကိုဘလို့အခြေအနေမျိုးတွေမှာတောက်ပေးလို့ရလဲဘလို့တောက်ရမလဲနဲ့ဘာတွေသတိထားရမလဲဆိုတာတွေကိုနားလည်လို့အောင်သေချာပြောပြပေးတော့မှာမို့လို့အချိန်ခဏပေးပြီးတော့နားထောင်ကြည့်လိုက်ရအောင်နော်အစိမ်းရောင်ပါရာကပ်မှာကအထဲမှာပါရာစီတမော900 mg ပါဝင်ပါတယ်အရင်ဆုံးကျွန်တော်ဒီပါရာစီတမောကဘလို့အလုပ်လုပ်လဲဆိုတာကိုပြောပြပါမယ်ဒါမှနောက်ပိုင်းဘလို့အချိန်မျိုးတွေမှာတောက်လို့ရမလဲဆိုတာကိုပိုနားလည်လွယ်သွားပါလိမ့်မယ်ကျွန်တော်တို့ခန္ဓာကိုယ်ကိုတစ်ခုခုထိခိုက်တာပိုးဝင်ပြီးတော့ဖျားနာတာတုပ်ကွေးဖြစ်တဲ့အခါမျိုးတွေမှာဆိုရင်ခန္ဓာကိုယ်ကနေ prostaglandins လို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်မျိုးကိုထုတ်ပါတယ်ဒီ prostaglandins တွေကြောင့်ပဲကျွန်တော်တို့ခန္ဓာကိုယ်နေရာအနှံ့မှာနာကျင်ကြိုက်ခဲရောင်ရမ်းတာတွေနောက်ကိုယ်ပူပြီးတော့အဖျားတက်တာမျိုးတွေဖြစ်ပါတယ်ပါရာစီတမောကဘာလုပ်ပေးတယ်လဲဆိုရင်အုံနောက်ကနေအဲ့ဒီ prostaglandins တွေထုတ်လုပ်မှုကိုရှော့ချပေးတာပါ prostaglandins တွေထွက်တာနည်းသွားတော့နာကျင်မှုဝေဒနာတက်တာပြီးတော့ကိုယ်ပူလဲကျသွားပါတယ်ဒါဆိုပါရာကပ်ကိုဘလို့အခါမျိုးတွေမှာတောက်ပေးလို့ရမလဲနေမကောင်းဖြစ်တုပ်ကွေးဖြစ်ဖျားနာတဲ့အခါမျိုးတွေမှာကိုပူကြအောင်တောက်လို့ရပါတယ်နောက်ခေါင်းကိုက်ရင်တောက်လို့ရတယ်သွားကိုက်ရင်လည်းတောက်လို့ရတယ်ကိုလက်ကြွက်သားတွေနာကျင်ကြိုက်ခဲရင်တောက်လို့ရပါတယ်အစစ်အမြင့်နာရင်လည်းတောက်လို့ရတယ်ခါနာရင်တောက်လို့ရတယ်နောက်မိန်းကလေးတွေရာသီလာချိန်ကြိုက်ခဲရင်လည်းတောက်လို့ရပါတယ်ခြုံငုံပြောရမယ်ဆိုရင်ကိုပူကြဖို့နဲ့အရန်မပြင်းထန်တဲ့ကြိုက်ခဲနာကျင်မှုတွေမှာတောက်ပေးလို့ရပါတယ်ကဲဒါဆိုရင်ပါရာကပ်ကိုဘယ်လိုတောက်ရမလဲဘေးထွက်ဆိုးကျိုးရောရှိလားပါရာစီတမောကတခြား ibuprofen တို့ aspirin တို့လိုမျိုးဒီ NSAIDs အုပ်စုဝင်နေပေါ့နော်ဒီတခြားအကြိုက်ခဲပျောက်ဆေးရည်နဲ့ရှင်လိုက်မယ်ဆိုရင်အစာအိမ်ကိုထိခိုက်စေတဲ့ဘေးထွက်ဆိုးကျိုးကအလွန်နည်းပါတယ်ဒါကြောင့်အစာစားပြီးတော့တောက်လဲရတယ်အစာမရှိဘဲလဲတောက်လို့ရပါတယ်ဒါပေမဲ့အဲ့လိုဆိုပြီးတော့လက်လွတ်စပယ်တော့တောက်လို့မရပါဘူးတတ်မှတ်ပမာဏထက်ကျော်လွန်ပြီးတော့တောက်မယ်ဆိုရင်အဓိကကတော့အသေးကိုထိခိုက်စေနိုင်လို့ပါဈေးဝယ်ထဲမှာရှိတဲ့ပါရာစီတမောအများစုမှာဆိုရင်900 mg ပါပါတယ်အခုအစိမ်းရောင်ပါရာကပ်မှာဆိုရင်လည်းပါရာစီတမော900 mg ပါပါတယ်ပုံမှန်အားဖြင့်လူကြီးတွေမှာဆိုရင်ပါရာစီတမော900 mg တစ်လုံးကို6နာရီချပြီးတော့တစ်နေ့4ချိန်အထိတောက်လို့ရပါတယ်ကိုယ်4ချိန်များတဲ့သူတွေမှာတော့တစ်ခါတောက်ရင်1000 mg အထိတိုးတောက်လို့ရပါတယ်900 mg နှလုံးပေါ့သတိထားမှာတော့တစ်နေ့တာမှာ900 mg ကို10လုံးထပ်တော့ပို့ပြီးတော့မတောက်ရပါဘူးပြီးတော့တချို့သောတုပ်ကွေးဆေးတွေမှာဆိုရင်လည်းပါရာစီတမောတွေရောပြီးတော့ပါတတ်လို့ပါရာစီတမောကို2ခါတောက်မိတာမျိုးမဖြစ်အောင်လည်းသတိထားရပါမယ်အဲ့ဒီတော့ပါရာကပ်ကိုလူတိုင်းတောက်လို့ရလားအစိမ်းရောင်ပါရာကပ်ကတော့ဆေးဆိုင်တိုင်းမှာအလွယ်တကူဝယ်လို့ရတဲ့ OTC ဆေးဖြစ်ပါတယ်ဒါပေမဲ့သတိထားမယ့်လူတွေတော့ရှိပါတယ်နာတာရှည်အသေးယောဂနဲ့နာတာရှည်ကြောက်ကက်ယောဂရှိတဲ့သူတွေနောက်ကာလကြာရှည်အရက်ဆွဲနေတဲ့သူတွေနာတာရှည်ယောဂရှိတဲ့သူတွေအရန်ပိန်လုံးတဲ့သူတွေနဲ့တခြားဆွဲတောက်နေရတဲ့ဆေးတွေရှိတဲ့သူတွေကတော့စိတ်ဖြစ်အောင်လို့ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှတောက်တင်ပါတယ်။ကဲဒီလောက်ဆိုရင်အစိမ်းရောင်ပါရာကပ်ကိုဘလို့အခြေအနေမျိုးတွေမှာတောက်လို့ရလဲဘလို့တောက်ရမလဲနဲ့ဘာတွေသတိထားမလဲဆိုတာတွေကိုသိသွားကြပြီလို့ထင်ပါတယ်။အခုဗီဒီယိုလေးကနေဘူးတုတတွေရတယ်ဆိုရင်တခြားသူတွေလည်းအကျိုးရှိသွားအောင်လို့ share ပေးလိုက်ကြအောင်နော်အပန်းမကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း like လုပ်သွားပေးပါဦးမေးချင်တာတစ်ခုရှိတယ်ဆိုရင်လည်း comment မှာမေးသွားလို့ရပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်